ယမန်နေ့ဇန်နဝါရီလ23ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ပြည်သူတွေကိုဆန္ဒပြမှုတွေဆက်လက်လှုပ်ဆောင်ဖို့နဲ့နိုင်ကျင့်နှိပ်စက်သူများ၏အမည်များကိုမှတ်သားထားဖို့တိုက်တွန်းခဲ့ပြီးအကူအညီတွေလာနေပြီလို့ပြောကြားခဲ့ပါတယ်။အီရန်အုပ်ချုပ်ရေးဘာသာရေးအခြေခံအာဏာပိုင်တွေကတော့နှစ်ပေါင်းများစွာအတွင်းအကြီးမားဆုံးဆန္ဒပြပွဲများကိုပုံမတင်းကျပ်စွာဖိနှိပ်နေပါတယ်။အီရန်ဘက်ကတော့သမ္မတထရန့်ကိုနိုင်ငံရေးမတည်ငြိမ်စေရန်ဖန်တီးအားပေးနေတယ်လို့ဆွဆွဲခဲ့ပြီးအကြမ်းဖက်မှုကိုလှုံ့ဆော်နေတယ်လို့ပြောကြားခဲ့ပါတယ်။သမ္မတထရန့်ကတော့အီရန်သားချင်းများဆန္ဒပြမှုကိုဆက်လုပ်ပါသင်တို့အဖွဲ့အစည်းတွေကိုထိန်းချုပ်ယူပါအကူအညီတွေလာနေပြီလို့ Truth Social မှာရေးတင်ခဲ့ပေမဲ့အဲ့ဒီအကူအညီဆိုတာဘာကိုရည်ညွှန်းတယ်လဲဆိုတာကိုတော့မဖော်ပြခဲ့ပါဘူးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆန္ဒပြသူတွေကိုဒိဗယ်မဲ့တပ်ဖြတ်နေတာတွေရပ်တန့်သည့်အထိအီရန်အရာရှိများနဲ့တွဲဆုံရစီစဉ်ထားသမျှကိုဖျက်သိမ်းထားပြီးနောက်ပိုင်းမိန့်ခွန်းတစ်ခုတွင်လည်းတပ်ဖြတ်သူများအနိုင်ကျင့်သူများ၏အမည်များကိုတင်ဆက်ထားပါသူတို့ကကြီးမားတဲ့အပြစ်ဒဏ်ကိုခံရပါလိမ့်မယ်လို့အီရန်ပြည်သူတွေကိုပြောကြားခဲ့ပါတယ်အီရန်ရရှိတဦးကနိုင်ငံအနှံ့ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားလာတဲ့နှစ်ပတ်ကျော်ကာလအတွင်းခန့်မှန်းခြေလူဦးရေ2000ခန့်သေဆုံးခဲ့တယ်လို့ပြောကြားထားပြီးသေဆုံးသူအရေအတွက်ကိုပထမဆုံးချိန်ထုတ်ဖော်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်ခြေစိုက်လူခွင့်ရေးအဖွဲ့ HRDN ကတော့အတည်ပြုနိုင်ထားတဲ့သေဆုံးသူအရေအတွက်2003ဦးမှာ1850ဦးကဆန္ဒပြသူများဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ16984ဦးရှိတယ်လို့ပြောကြားထားပြီးတနင်္လာနေ့ကထုတ်ပြန်တဲ့အရေးအတွက်ထက်တိတိတသာတိုးလာနေတယ်လို့လည်းဆိုပါတယ်။အီရန်ရဲ့ဖိနှိပ်မှုများအပေါ်အရေးယူရန်စစ်ရေးလှုံ့ဆော်မှုကိုပါရွေးချယ်စရာများတဲ့ထည့်သွင်းစဉ်းစားထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားထားပါတယ်။ The killing looks like it's significant, but we don't know yet for certain. I'll know within 20 minutes. So and we'll act accordingly. တပ်ဖြတ်မှုတွေကအရေးများနေတယ်လို့ထင်ရပေမဲ့တေချာစွာမသိရသေးပါဘူး။အစီရင်ခံစာကိုလက်ခံရရှိပြီးမှသာပုံမသိနိုင်ပါလိမ့်မယ်။အခြေအနေပေါ်မူတည်ပြီးဆောင်ရွက်သွားပါမယ်လို့သမ္မတထရန့်ကပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုတူရကီဒါမှမဟုတ်အာမေးနီးယားဘက်ကမြေပြင်လမ်းကြောင်းများကိုအသုံးပြုပြီးအီရန်နိုင်ငံမှချက်ချင်းထွက်ခွာဖို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။